ကလေးတွေကို Kids Star အဖြစ်အသုံးချတာ၊ယောက်ျားလေးငယ်တွေကိုမိတ်ကပ်လိမ်းပြီးဖန်သားပြင်ပေါ်တင်တာမျိုးတွေကိုလုံးဝမနှစ်သက်တဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်။ဒါတင်မကသေးပါဘူး။ဂိမ်းကစားခြင်းနဲ့ပတ်သက်လာရင်လည်းအသက်အရွယ်ကန့်သတ်ချက်တွေကိုအတင်းကျပ်ဆုံးချမှတ်ထားတဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်။တခါတည်းကျမတို့တွေကဖုန်းနဲ့ဂိမ်းဆော့ရင်းနဲ့အချိန်ကိုမေ့သွားတတ်တဲ့အချိန်တွေရှိဘူးပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံမှာအဲ့ဒီလိုမျိုးသွားလို့ရင်တော့တရုတ်အစိုးရရဲ့မျက်စိထောက်ထောက်ကြည့်တာကိုခံရပါလိမ့်မယ်။ကမ္ဘာအကြီးဆုံးလူဦးရေရှိတဲ့တရုတ်နိုင်ငံဟာကလေးငယ်တွေကို digital စစ်သားတွေဖြစ်လာအောင်ဘယ်လိုမျိုး system တွေနဲ့ထိန်းချုပ်နေတာပါလဲ။ဒီနေ့မှာတော့တရုတ်နိုင်ငံရဲ့ကလေးတွေပေါ်တင်းကျပ်တဲ့ဥပဒေတွေအကြောင်းအဲ့ဒီဥပဒေတွေကိုဖောက်ဖျက်ရင်ရလာမယ့်အကျိုးဆက်တွေအကြောင်းနဲ့တစ်ဖက်မှာတော့ဥပဒေတွေကတင်းကျပ်နေပေမဲ့လည်းတစ်ဖက်မှာတော့ဘာလို့ဒီလိုလုပ်ရက်တွေကဆက်လက်ပြီးရှိနေသေးတာလဲဆိုတာကိုအဖြေရှာကြည့်ကြရအောင်။ Online ကန့်သတ်ချက်နဲ့ facial recognition တရုတ်အစိုးရက anti-addiction system ကိုအသုံးပြုလာပါတယ်။2021နောက်ပိုင်းမှာ18နှစ်အောက်ကလေးငယ်တွေအတွက်ဂိမ်းကစားချိန်ကိုပိတ်ရက်တွေမှာည8နာရီကနေပြီး9နာရီအတွင်း1နာရီပဲကန့်သတ်ထားပါတယ်။တရုတ်နိုင်ငံမှာလက်ရှိနေတဲ့ဂိမ်းကုမ္ပဏီအများစုကလည်းအဲ့ဒီ facial recognition စနစ်ကိုအသုံးပြုရပါတယ်။ညဘက်ဂိမ်းဆော့နေရင် AI ကမျက်နှာကို scan ဖတ်ပြီးကလေးဟုတ်မဟုတ်စစ်ပါတယ်။ကလေးဖြစ်နေရင်ဂိမ်းကအလိုအလျောက်ပိတ်သွားပါတယ်။ဒါပေမဲ့မေကုန်းထုတ်စရာရှိတာကဥပဒေကဒီလောက်တင်းကျပ်နေလျက်နဲ့ဘာလို့ကလေးငယ်တွေကဂိမ်းလောကထဲမှာပဲရှိနေတုံးလဲဆိုတာပါပဲ။ပထမချက်ကတော့အချက်အလက်တူများအသုံးပြုခြင်းပေါ့နော်။မိဘတွေဒါမှမဟုတ်အရွယ်ရောက်ပြီးသူတွေရဲ့ ID တွေကိုငှားရမ်းဝယ်ယူပြီးဂိမ်းဆော့ကြတာတွေကြောင့်စနစ်ကအသက်18နှစ်ကျော်သူလို့ပဲမှတ်ယူနေပါတယ်။ဒုတိယတစ်ချက်ကတော့စီးမြင့်ကိုလှည့်စားတဲ့ streaming လုပ်ငန်းစဉ်ပေါ့။ကလေးငယ်တွေကရှေ့ကနေဂိမ်းဆော့ပြနေပေမဲ့အကောက်ပိုင်ရှင်ကလူကြီးတွေဖြစ်နေတာကြောင့်ဂိမ်းကုမ္ပဏီတွေကလည်းအမျက်ငွေအတွက်မျက်စိမှိတ်ပေးထားကြပါတယ်။တတိယတစ်ချက်ကတော့နည်းပညာရဲ့အကန့်အသတ်ပေါ့နော်။ facial recognition စနစ်တွေကိုသုံးနေပေမဲ့လည်းအစင်းမြင့်နီးလန်းတွေနဲ့ပြန်လှည့်စားနိုင်တဲ့အတွက်အာဏာပိုင်တွေရဲ့စောင့်ကြည့်မှုတွေကိုလွတ်မြောက်နေတာပါ။ခြုံပြောရရင်တော့ဥပဒေကတင်းကျပ်လေလေအဲ့ဒီဥပဒေကိုကြော်ဖြတ်ဖို့နီးလန်းအသစ်တွေကပေါ်ပေါက်လာလေဆိုတာပါပဲ။နောက်တစ်ခုကတော့နာမည်ကျော်ကြားမှုနဲ့ celebrity culture ပါ။ကလေးကျယ်ပွင့်တွေ child star တွေကို TV ဖန်သားပြင်ပေါ်မှာတွေ့ရတာမျိုးတွေကိုတရုတ်အစိုးရကလုံးဝသဘောမကျပါဘူး။အကြောင်းရင်းကတော့ကလေးတွေကိုငွေရှာဆက်တွေလို့သဘောထားတာမျိုးတွေကိုကာကွယ်ခြင်းတဲ့သဘောမျိုးပါ။လူမှုကွန်ရက်ပေါ်တွေမှာကလေးငယ်တွေကိုအသုံးချပြီးinfluencer လုပ်တာမျိုးတွေရှိလာခဲ့ရင်လေတင်းကျပ်တဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်ရပါတယ်။အဲ့ဒါကလည်းတရုတ်အစိုးရကသူတို့ရဲ့အနာဂတ်နိုင်ငံသားပုံစံကိုကာကွယ်တဲ့သဘောမျိုးပဲဖြစ်ပါတယ်။တရုတ်အစိုးရကကလေးငယ်တွေကိုအကာအကွယ်ပေးဖို့ရည်ရွယ်ပြီးကန့်သတ်ချက်တွေချမှတ်ထားပေမဲ့လည်းလက်တွေ့မှာတော့ဒီအချက်တွေကြောင့် Kids Star လောကကမရပ်တန့်နိုင်သေးပါဘူး။ပထမတစ်ချက်ကတော့မိဘများရဲ့အခန်းကဏ္ဍပါ။ကလေးငယ်တွေကိုအောင်မြင်တဲ့ influencer တွေဖြစ်အောင်ပြုစုပြောထောင်ပေးပြီးမိသားစုရဲ့အထူးဝင်ငွေအရှင်းအမြစ်ဖြစ်သတ်မှတ်ကြတဲ့မိဘတွေရှိပါတယ်။ဥပဒေကိုလှည့်စားပြီးအသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုအလုပ်ခိုင်းစေနေတာဟာမိဘတွေရဲ့စီးပွားရေးမျှော်လင့်ချက်ကြောင့်ပါ။ဒုတိယတစ်ချက်ကတော့ကုမ္ပဏီများရဲ့မျက်စိမှိတ်ပေးမှုပါ။ဒီကလေး influencer တွေစီကနေရရှိတဲ့ကြော်ညာခနဲ့ဝင်ငွေတွေက platform တွေအတွက်အများကြီးထွက်ပါတယ်။ဒါကြောင့်ဥပဒေကိုရှောင်ကွင်းနိုင်မဲ့နည်းလမ်းတွေကို platform တွေကပဲအလွတ်ပေးထားသလိုမျိုးဖြစ်နေတာပါ။နောက်တစ်ခုကတော့ရုပ်သွင်းနဲ့စာရိုက်တာထိန်းချုပ်ခြင်းပါ။တရုတ်အစိုးရကလူငယ်တွေအထူးသဖြင့်ယောက်ျားလေးငယ်တွေကိုအဝတ်အစားစပင်ပုံစံနဲ့မိတ်ကပ်လိမ်းတာမျိုးတွေကို CC လို့သတ်မှတ်ပြီးအပြင်းထန်ပိတ်ပင်တားဆီးပါတယ်။အကြောင်းရင်းကတော့သူတို့ကယောက်ျားလေးတွေဆိုလို့ရှိရင်ပို့ပြီးမာကျော်တဲ့ပုံစံမျိုးဖြစ်စေချင်တာပါ။ TV လိုင်းတွေမှာနုနယ်တဲ့ပုံစံပေါက်နေတဲ့ကလေးကျယ်ပွင့်တွေကိုပြသခွင့်မပေးတော့ပါဘူး။ဒါဟာနိုင်ငံရဲ့မျိုးချစ်စိတ်နဲ့ခွန်အားကိုထိခိုက်စေတယ်လို့တရုတ်အစိုးရကယူဆလို့ပါ။တရုတ်အစိုးရရဲ့အမြင်မှာတော့အမျိုးသားတစ်ယောက်ဟာအမျိုးသားဆိုင်ရမယ်ဆိုတဲ့အယူအဆကအရန်ကိုအရေးကြီးပါတယ်။အနောက်တိုင်းရဲ့လွှမ်းမိုးမှုလို့ယူဆတဲ့မိတ်ကပ်လိမ်းခြင်းအမျိုးသမီးဆန်သောမူရာတွေကိုယောက်ျားလေးတွေမှာမြင်တွေ့ရတာဟာနိုင်ငံရဲ့အနာဂတ်မျိုးဆက်အတွက်ပျော်ညံ့ခြင်းကိုဖြစ်စေတယ်လို့ယူဆကြပါတယ်။တရုတ်အစိုးရဟာဒီလိုမျိုးသမီးဆန်တဲ့ပုံစံတွေကိုနီယန်ပေါ့လို့ခေါ်ပြီးဒါဟာကျမ်းမာတဲ့အမျိုးသားပုံရိပ်မဟုတ်ဘူးလို့သတ်မှတ်ထားပါတယ်။ဒါကြောင့် TV လိုင်းတွေနဲ့ social media တွေမှာဒီလိုပုံစံမျိုးတွေကိုပြသခွင့်တင်းကျပ်စွာပိတ်ပင်ထားတာမျိုးလည်းဖြစ်ပါတယ်။ဒါဟာနိုင်ငံရဲ့ဓလေ့ထုံးတမ်းတဲ့တန်ဖိုးတွေကိုကာကွယ်ခြင်းလို့သူတို့ကယူဆပါတယ်။လူငယ်တွေကြားမှာဒီလိုပုံစံတွေပြန့်နှံ့လာတာဟာလူအဖွဲ့အစည်းရဲ့စံနှုန်းတွေကိုပြတ်ပြားစေတယ်လို့အစိုးရကရှုမြင်ပြီးအမျိုးသားစစ်ပုံရိပ်ကိုပဲပြန်လည်မြင့်တင်ချင်နေတဲ့သဘောမျိုးတွေလည်းရှိပါတယ်။
တရုတ်နိုင်ငံမှာလိင်တူဆက်ဆံသူများကိုဥပဒေအရဖမ်းဆီးအရေးယူခြင်းမျိုးမရှိတော့လဲပဲ LGBT တွေအတွက်တရားဝင်အသိအမှတ်ပြုမှုတွေနဲ့အခွင့်အရေးတွေကတော့လုံးဝမရှိသေးပါဘူး။အစိုးရရဲ့အမြင်မှာတော့၎င်းတို့ကိုအားပေးရမယ့်လူမှုအုပ်စုတစ်ခုအဖြစ်မသတ်မှတ်ဘဲနဲ့အထူးသဖြင့်ယဉ်ကျေးမှုနဲ့မီဒီယာပိုင်းတွေမှာတင်ကျပ်စွာထိန်းချုပ်ထားတာတွေကိုလည်းတွေ့ရှိရပါတယ်။နောက်တစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးအမှတ်ပေးစနစ်ပါတရုတ်ရဲ့ social credit system ကကလေးငယ်တွေအထိရောက်ရှိလာပါပြီ။ကျောင်းမှာအပြုအမူကောင်းရင်အမှတ်တိုးမယ်စီကံဖောက်ပြလို့ရှိရင်အမှတ်လျှော့မယ်အဲ့ဒီအမှတ်တွေကကလေးငယ်တွေရဲ့အနာဂတ်အတွက်အရန်အရေးကြီးပါတယ်အမှတ်နေသွားရင်ကောင်းမွန်တဲ့ကျောင်းတွေကိုတက်ခွင့်မရတော့တာအလောက်ကင်ရဖို့ခက်ခဲတာမျိုးတွေကြုံလာနိုင်ပါတယ်။ကလေးဘွားတွေကစံပြနိုင်ငံသားဖြစ်အောင်အတင်းအကျပ်လေ့ကျင့်ပေးနေတဲ့သဘောမျိုးပါ။ကျောင်းဆင်းပြီးရင်လည်းကလေးတွေကအိမ်ပြန်ပြီးတော့ချက်ချင်းမနှားရပါဘူး။အစိုးရကစီစဉ်ပေးထားတဲ့ after school center တွေမှာနိုင်ငံရေးအတွေ့အခေါ်တွေနဲ့မျိုးချစ်စိတ်ဓာတ်တွေအတွက်ထပ်ပြီးတော့လေ့လာရတဲ့မျိုးတွေလည်းရှိပါတယ်။နောက်တစ်ခုကတော့အပြစ်ပေးခြင်းနဲ့ပြန်လည်ပြုပြင်ခြင်းပါ။မိဘတွေကကလေးတွေကိုကောင်းကောင်းမထိန်ချောင်းနိုင်ဘူးဆိုလို့ရှိရင်အပြစ်ကကလေးတွေမဟုတ်ဘဲနဲ့မိဘတွေအပေါ်လဲကြားရောက်နိုင်ပါတယ်။အလွန်အကျွံစီကံဖောက်ပြတဲ့ကလေးတွေဆိုလို့ရှိရင်အစိုးရက re-education လို့စခန်းမျိုးတွေဒါမှမဟုတ်အထူးသင်တန်းတွေကိုပို့ပြီးတော့ပြန်လည်ပြုပြင်ပေးပါတယ်။ဒါဟာကလေးတွေရဲ့စိတ်ဓာတ်ကိုအရေးအမြစ်ကနေပြီးတော့ပြန်ပြောင်းလဲပစ်ဖို့ရှိရတာပါ။တရုတ်နိုင်ငံရဲ့ဒီလိုတင်းကျပ်တဲ့စီကံသတ်မှတ်ချက်တွေကိုကြည့်လိုက်ရင်တစ်ဖက်မှာလည်းကလေးငယ်တွေရဲ့အနာဂတ်အတွက်ပုံမကောင်းမွန်တဲ့စနစ်တစ်ခုကိုတိစောက်ပေးနေတယ်လို့မျိုးမြင်နိုင်ပါတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာတော့ကလေးငယ်တွေရဲ့မွေးရပါလွတ်လပ်စွာတွေးခေါ်နိုင်စမ်းတွေတကိုယ်ရည်ပျော်ရွှင်မှုတွေကိုပိတ်ပင်တားဆီးလိုက်တယ်လို့မျိုးဖြစ်သွားတာမျိုးတွေကိုတော့ညှင်းလို့မရပါဘူး။တကယ်တော့ကမ္ဘာပေါ်မှာဘယ်စနစ်ပဲဖြစ်ဖြစ်အကောင်းနဲ့အဆိုးကတော့တွန်တွဲနေစမြဲပါပဲ။စီကံဆိုတာကလည်းအောင်မြင်မှုအတွက်လိုအပ်တယ်လို့လွတ်လပ်မှုဆိုတာကလည်းလူသားတစ်ယောက်ရဲ့ရှင်သန်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကတော့လူတစ်ယောက်နဲ့တစ်ယောက်အမြင်တွေကတော့တူနိုင်မှာတော့မဟုတ်ပါဘူးဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစုံနေတီကြည့်ရှုပြီးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေနော်